မှတ်မိသေးရဲ့လားလို့ဘယ်ဆိုင်မှာထိုင်ခဲ့တာစရင်ပတ်ထဲကိုထည့်ထားလို့တယောက်ကိုတယောက်ဖင်မြလိုမျိုးဆွဲငင်အားတွေဆယ်စားမို့အတိတ်ကအကြောင်းတွေခွာချလာခဲ့နှစ်ယောက်တည်းဘဝကိုခြေသားဆိုကြွယ်ပြဖို့ပြောရင်ငါရဲ့နန်းရိုးများလားရေပြလို့စိတ်ပိုင်းဆိုင်ရာအားလုံးကိုလေပံ့ပိုးထားတာတခါလေကြာရင်ရန်ညိုးမြခဏဖင်ငတို့နှစ်ယောက်ကန်ဆိုးသွားကြမယ်အခုလိုစုပ်ကတ်ကြီးတဲ့တယောက်ကိုတယောက်ကတန်ဖိုးထားရမယ်ပြောတဲ့ခုစကားလေးများဟာမူသားလေးများမှာပါအတိုးနဲ့ချစ်ဖို့လွမ်းနေတာတွေစူထားပေးထားပါအခုနားလေးနားလာဦးရသေးလားကွာဒေါက်တာလေးဆိုကျင်နာတွေနဲ့ကူစားပေးသွားကွာ